မြန်မာနိုင်ငံမှာကြောက်တုံးကြီးတစ်လုံးပြိုတော့မလိုလိုနဲ့မပြိုဘူးလို့လူတိုင်းသိကြတဲ့အံ့ဩဖွယ်ဖျားတဆူရှိပါတယ်။အဲ့ဒီဖျားကတော့ကြိုက်ထီယိုဖျားဖြစ်ပါတယ်။တောင်ထိပ်အစွန်းပေါ်မှာပြိုကျသွားမလို့လို့ထင်ရတဲ့ရွှေရောင်ကြောက်တုံးကြီးတစ်လုံးဟာနှစ်ပေါင်းထောင်ချီကြာလာတဲ့အထိလုံးဝမပြိုဘဲတည်တဲ့နေနိုင်နေတာကယနေ့အချိန်ထိလူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။ဒါဆိုဒီကြောက်တုံးကြီးဟာဘာကြောင့်မပြိုဘဲဒီလိုအံ့ဩဖွယ်တည်ရှိနေနိုင်တာလဲဒီဗီဒီယိုမှာတော့ကြိုက်ထီယိုဖျားရဲ့သမိုင်းကြောင်းဒဏ္ဍာရီနဲ့ယုံကြည်မှုတွေကိုအစမှအဆုံးတဆင့်ချင်းပြန်လည်ပြောပြသွားပါမယ်။ကြိုက်ထီယိုစေတီတော်ဟာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းအရှိရိုးမတောင်တန်းအစိပ်ပိုင်းဖြစ်တဲ့ပေါင်းလောင်းတောင်ပေါ်မှာတည်ရှိပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်3615ပေရှိတဲ့တောင်ထိပ်ပေါ်မှာကြိုက်ထီယိုစေတီတော်ကိုတည်ထားခြင်းဖြစ်ပါတယ်။အံ့ဩဖွယ်ကတော့မက်ဆောက်လာတဲ့ကြောက်ဆောင်အစွန်းပေါ်မှာဦးပေါင်းပုံတန်းရှိလုံးပတ်ပေ90ခန့်ရှိတဲ့ကြောက်လုံးကြီးတစ်လုံးကြလူတွေကတင်ထားသလိုတည်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီကြောက်တုံးကြီးပေါ်မှာပဲညံတော်15ပေခန့်ရှိတဲ့ကြိုက်ထီယိုစေတီတော်ကိုတည်ထားပါတယ်။စေတီတော်ရှိရာကြောက်ဆောင်နဲ့ရင်ပြင်တော်ကြားမှာ6တခုချားနေတာကြောင့်ယနေ့အချိန်ထိတန်တံတားငယ်နဲ့သာဆက်သွယ်ရောက်ရှိနိုင်ပါတယ်။ဒီကြောက်တုံးကြီးကိုလူတယောက်တွန်းလိုက်ရင်အနှဲငယ်လှုပ်ရှားနိုင်ပြီးကြောက်အောက်ခံတဲ့အကြားမှာအချီကျိုးတောင်ထည့်ဆွဲလို့ရတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ဘလို့အကြောင်းကြောင့်မဆိုလုံးဝမပြိုကျပဲယနေ့အထိတည်တဲ့နေတာကအလွန်အံ့ဩစရာပါပဲ။ကြိုက်ထီယိုဆိုတဲ့အမည်ဟာမွန်ဘာသာကြာတိယုမှဆင်းသက်လာတာဖြစ်ပါတယ်။အတိတ်ပဲအားဖြင့်ကြာဖျားတိရတိယူရွက်ချင်းဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်ရတိဤဦးကောင်းဖြင့်ထည့်ရွက်ထားသောဖျားဟူသောအတိတ်ပဲနဲ့ကြိုက်ထီယိုလို့ခေါ်ဝေါ်လာခဲ့ခြင်းဖြစ်ပါတယ်။မဟာတက္ကရာ110ခုနှစ်ဆောင်းဥတုကာလတွင်မြတ်စွာဘုရားသည်ဥက္ကလာပြည်သို့ကြွားရောက်တော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာဒဂုံဘရင်တိတ္တရမတိဟရာဇာမင်းနဲ့မှုမတ်ပြည်သူပေါင်းတို့ကစံကြောင်းတော်မန်းတက်ကြီးကိုစောက်လုပ်လှူဒန်းခဲ့ကြပါတယ်။မြတ်စွာဘုရားသည်ထိုမန်းတက်တော်အတွင်း9ရက်တိုင်တိုင်စံနေတော်မူစဉ်ဝိနည်းယတတော်များအားတရားတော်အမြိုက်စေးကိုဟောကြားတော်မူခဲ့ပါတယ်။ထိုအခါအမျိုးမျိုးသောတောင်များမှရတိများစွာကမြတ်စွာဘုရားအားဖူးမြော်ကြောလာကြပြီးစံတော်တက်ချီးမြှင့်ပေးရန်လျှောက်ထားခဲ့ကြပါတယ်။မြတ်စွာဘုရားကရတိတပါးလျင်စံတော်တဆူစီပေးသနာတော်မူခဲ့ပြီးဒဂုံဘရင်အားစံတော်နှစ်စုကိုပါချီးမြှင့်တော်မူခဲ့ပါတယ်။ပေါင်းလောင်းတောင်မှဗုဒ္ဓညာနာယတိသည်ရရှိထားသောစံတော်တက်3စုကိုမပြောင်းမပြတ်ရအောင်မိမိ၏စံကျစ်အတွင်းစီးနှောင်ထားခဲ့ပါတယ်။နောက်တစ်ချိန်မိမိကွယ်လွန်ရမည့်အချိန်နီးလာသဖြင့်စံတော်တက်များကိုဘယ်လိုထာပနာရမလဲဆိုတာကိုအလွန်စိတ်ပူပန်ခဲ့ပါတယ်။ထိုအခါတိကျမင်းသည်လူပြည်သို့ဆင်းသက်လာပြီးရတိဦးကောင်းနှင့်ဆင်တူသောကြောက်တုံးတုံးကိုရှာဖွေကာအဲ့ဒီကြောက်တုံးအတွင်းစံတော်တဆူကိုထာပနာခဲ့ပါတယ်။ရတိဤထီယိုပေါ်မှာကြောက်တုံးကိုတင်ထားတဲ့ကဲ့သို့တည်ရှိနေသဖြင့်ထိုဖျားကိုကြိုက်ထီယိုလို့ခေါ်ရင်လာခဲ့ခြင်းဖြစ်ပါတယ်။မြန်မာပြည်သူတွေရဲ့ယုံကြည်ချက်အရဒီရွှေရောင်ကြောက်တုံးကြီးဟာဖျားရှင်ဤစံတော်တက်တည်ထားခြင်းကြောင့်ဘလို့အကြောင်းကြောင့်မဆိုလုံးဝမပြိုနိုင်ဘူးလို့ယုံကြည်ကြပါတယ်။ဒါကြောင့်ပဲမိုးလေမုန်တိုင်းကလင်းတွေကြားမှာပါကြိုက်ထီယိုဖျားဟာယနေ့အထိတည်တက်နေနိုင်ခဲ့တာဖြစ်ပါတယ်။ကြိုက်ထီယိုဟာဖျားတဆူသားမကမြန်မာပြည်သူတွေရဲ့ယုံကြည်မှုတရားနဲ့စိတ်အားအင်ကိုကိုစားပြုတဲ့အထင်ကြီးနေရာတစ်ခုဖြစ်ပါတယ်။အခက်အခဲတွေကြားမှာယုံကြည်မှုတစ်ခုကလူတစ်ယောက်ရဲ့စိတ်ကိုဘလောက်အထိခိုင်မာစေနိုင်တယ်လဲဆိုတာကိုကြိုက်ထီယိုဖျားကယနေ့အထိပြသနေစေဖြစ်ပါတယ်။ဒီလိုမြမဖျားသမိုင်းအံ့ဩဖွယ်တွေကိုဆက်ပြီးကြည့်ချင်ရင် like subscribe share လုပ်ဖို့မမေ့ပါနဲ့နော်။နောက်ထပ်မြမယဉ်ကျေးမှုနဲ့သမိုင်းကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။